ကွာကြောက်ဒါကြောက်ဝေးတရထားကွာ ဟုတ်လား ဟဲ့ไปဒီမှာဘွားလေးကြံသေးတယ် ဟုတ်လား ပြီးတယ် ဒါရှောက်သီးပေါ့ ရှောက်သေးလေ ရှောက်သီးကရှောက်သီးမှာနောက်တဲ့စီနီကောင်းလေးရှိတယ်ဆိုတော့အဲ့ဒီတီးကိုတွေ့ချက်တော့ အစာလဲစေးစေးလဲအစာဆိုရှိတယ်ဒါအခုတို့ကတရစားတာသူကအဓိကတော့ကသူ့ရဲ့ကောင်းကျိုးอ่ะချောနေပါစိုးပြီးတော့ ဆိုးတော့ဘောကိုကြီးဆိုးဘူးတော့ အေးအခုတို့တော်တဲ့တောင်နဲ့ရောက်နေမှာစေးမရှိလေရှောက်သေးတုံးရမင်းပျောက်ပြီဗျာ ဟုတ်လားဘလို့လဲပြောစပေါ့ညီလေးနားလေလို့ အခုမင်းရှောက်သေးတုံးယူလိုက် ဟုတ်တယ် ပြီးလို့ရှိရင်ရှုံလေးစီးသေးလေးခူးအုံလိုက်ရှောက်သေးကိုပြီးသွားရင်ဗီဒီယိုထည့်ဖို့လိုက်လုံးလိုက် ပြီ ရလာတဲ့ရှောက်ဖုံလေးကိုရှောက်သေးပုံလေးကို ရှောက်သီးဖို့ ရှောက်သေးပုံလေးကိုခလေကောထဆန်လေးချလိုက်နော်အရေကိုညစ်ရလာတဲ့ရှောက်ဖုံရေကိုစားနဲ့ရက်လို့ရှိရင်ချောင်းစိုးပြောက်တယ် ဘာ ရှောက်ဖုံရေလေ ရှောက် ရှောက်ဖုံထားရေ အော်အဲ့လိုကမှာ ပြီးတော့ဒါလည်းမကသေးဘူးတော့အဲ့မှာရှောက်ဖက်လေးရှိမယ်ရှောက်ဖက်လေးတွေကွာရှောက်ဖက်ကိုစား ဟုတ်ကဲ့ အဲ့တော့မင်းချောင်းစိုးမပြောက်သေးဘူးလားရှောက်ဖုံစီလေးတွေကိုနော်စား ဘာ ရှောက်ဖုံစီ ရှောက်ဖို့စီ ရှောက်ဖုံစီအဲ့တော့ကွာလောလောပြောရရင်နော်ရှောက်ဖက်ကိုစား စပတ်ကိုသား ရှောက်ဖုံရေကိုတော့ စဖို့ရေကိုတော့ ရှောက်ဖက်စီကိုရှောက်ဖုံစီကိုစား စဖို့စီကိုလည်းစားရလား စားရင်ချောင်းစိုးပြောက်တယ်လို့ တကယ် တကယ်哎呦我的妈！